အားလုံးပဲမင်္ဂလာပါဒီနေ့ဘဝကဒေါက်တာရင်မှာlast treatment ပုံမှန်လေးလာလုပ်ဖြစ်တာပေါ့နော်ဒါပေမဲ့ထူးထူးခြားခြားဒီနေ့မှာဒေါက်တာရင်မှာကဒီ promotion အကြီးရှိတယ်အားလဲဆိုတော့ဒီဘလာမာအိမ်ထောင်မှာလည်းဘလာမာကန်ဆယ်မယ်နော်ဒီမှာပါလဲဆိုတော့ဒီအကောင်းသားဈေးကြီးဆုံး treatment တွေပါမယ်ပြီးရင်တခြားဘလာမာပါဆိုတဲ့အတိုင်းမှာဘလာလုံးမပါဆိုတော့ဒီလိုအစီအစဉ်ရှိတယ်ပြီးတော့ဒီဇင်ဘာ9ရက်နေ့ကနေပြီးတော့ဒီဇင်ဘာ30ရက်နေ့ဒီ New Year ထိပေါ့နေ့တိုင်းထိကို80ရာခိုင်နှုန်း90ရာခိုင်နှုန်း50ရာခိုင်နှုန်း discount ပေးထားတယ်အဲ့ဒါတော့ကိုကြိုက်တဲ့ရာ treatment တွေကိုဒီ promotion ဒီ double promotion လို့ပြောရမှာပေါ့နော် lucky draw လိုက်ပါတယ်ဒီ discount တွေချရတယ်ဆိုတော့ဆက်လာရဖို့ဖိတ်ခေါ်ပါတယ်အခုဟာဒါ treatment လုပ်ရင်းနဲ့ lucky draw လေးနဲ့ရှင်တယ်နော် lucky draw လေးတက်ဆက်နိုင်တယ်အားလေးပါမယ်ပေါ့နော်73သိန်းနဲ့ high food 300 shot 300 shot တော့တော်တော်လေးဒီထဲမှာဒီ73သိန်းနဲ့အပြင်တခြား3500လို့ဆိုတော့ဒီထက်ပို့ပြီးတော့အမောက်များတဲ့ treatment တွေလည်းပါတယ်ဆိုတော့ပိတ်သက်တွေလည်းဒီ3500ထဲမှာဘာ lucky draw လေးပေါက်လဲဆိုတာလေးကို live ပတ်စင်ကြပါအလားတူရင်းနဲ့ double promotion ဆိုတော့အရင်ကောင်းတဲ့အတူတူပဲနော်